Australia 2 billion ချီတုံးကဥက္ကာခဲတွေကနေတစ်ဆင့်ကဘာပေါ်ကိုရောက်လာခဲ့ပါတယ်။ဒါဟာရွှေဈေးနှုန်းရဲ့အဓိကအချက်တစ်ခုလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရွှေကိုထပ်ဖန်တီးလို့မရလို့ပါ။ရောင်းလိုအားဝယ်လိုအားနဲ့အဓိကဆိုင်ပါတယ်။ရွှေကိုထပ်တူးနေပေမဲ့နည်းနည်းချင်းပဲရလို့ဝယ်လိုအားကဈေးကိုမောင်းတင်ပါတယ်။လူတွေရင်းနှီးမြှုပ်နှံသူတွေနဲ့လက်ဝတ်ရတနာလုတ်ကင်သူတွေကရွှေကိုပိုလိုခြင်းလေနိုင်ငံတကာဈေးကွက်မှာဈေးပိုတက်လာလေးပါပဲ။ LBMA ရွှေဈေးလို့သိကြတဲ့စံသတ်မှတ်ချက်ကိုလန်ဒန်မှာသတ်မှတ်ထားတာပါကမ္ဘာရွှေရည်ညွှန်းဈေးဖြစ်ပါတယ်ဒါပေမဲ့ပြည်တွင်းဝယ်လိုအားများတာအခွန်အခတွေနဲ့တခြားဈေးတွေကတချို့နိုင်ငံတွေမှာဈေးပိုတက်စေနိုင်ပါတယ်ဒါအပြင်ရွှေကိုအမေရိကန်ဒေါ်လာနဲ့ရောင်းဝယ်လေးရှာကြောင့်ငွေလဲနှုန်းပေါ်ပူတည်ပြီးဈေးပိုများသွားနိုင်ပါတယ်စီးပွားရေးနဲ့နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်တွေမှာရွှေဟာစိတ်ချရတဲ့ပိုင်ဆိုင်မှုတစ်ခုလို့ယူဆကြတာကြောင့်အထူးစိတ်ဝင်စားကြပါတယ်ဒါဟာအစိုးရတစ်ခုတည်းစီးပွားရေးတစ်ခုဈေးကွက်တစ်ခုတည်းနဲ့ချိတ်ဆက်မနေပါဘူးဒါကြောင့်ရွှေဟာလွတ်လွတ်ကင်းကင်းနဲ့ရေရှည်တန်မိုးထိန်းထားနိုင်တဲ့ပိုင်ဆိုင်မှုလို့လူတွေကယူဆကြပါတယ်ဒါပေမဲ့ရွှေဈေးနှုန်းတွေကပြန်ကျတတ်ပါတယ်ရွှေရှိသူတွေကငွေသားပြန်ရဖို့ရောင်းလို့ဈေးကွက်ထဲမှာရွှေတွေပိုများလာချိန်မှာပါဒါမှမဟုတ်တခြားယင်းနှိမ့်မြုံနှံစရာတွေကပိုစိတ်ဝင်စားစရာကောင်းတာအကျိုးအမြတ်ပိုရတာအတိုးနှုန်းပိုရတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်